အားလုံးပဲမင်္ဂလာပါဒီစကလုံးလေးရဲ့အတန်အတွက်ကိုလေ့လာကြည့်ကြအောင်ဒီစကလုံးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအနေနဲ့အတန်ထွက်တဲ့အခါမှာအတန်အတွက်ကမှန်ကောင်းမှန်နေနိုင်သလိုမှားကောင်းလည်းမှားနေနိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်ဒီစကလုံးမှာအတန်အတွက်2မျိုးရှိတယ် noun ဆိုရင်တစ်မျိုး verb ဆိုရင်တစ်မျိုးပေါ့နော် noun ဆိုရင်သူ့ကို record လို့အတန်ထွက်တယ်နော်ရှစ်က rap ဆိုတာဘိုင်းကိုအတန်ဖိရတယ် step လုပ်ပြီးပြောတာပေါ့နော် record နော် record ဒါဆိုရင် noun ဥပမာ he is a record breaker နော်ဘာလို့ကြောက်သူကကျွန်တော်တို့မှတ်တမ်းတို့စံတို့ record breaker ဆိုရင်တော့စံချိန်ချိုးတဲ့သူပေါ့နော် he is a record breaker ဒါ noun အနေနဲ့သုံးတာ record နောက်တစ်ခု verb နေနဲ့ဆိုရင်သူ့ရဲ့အတန်တော့ကအရှိက rap ဆိုတာဘိုင်းမှာအတန်မဖိတော့ဘဲနောက်က cop ဆိုတာဘိုင်းမှာသွားဖိတာ record အတန်သွင်းတာပဲဖြစ်ဖြစ်မှတ်တမ်းယူတာပဲဖြစ်ဖြစ် record အဲ့မှာကျွန်တော် record ဆိုအတန်ထွက်လို့မရအောင်နော်ဥပမာ I am recording myself right now ခုကျွန်တော်အတန်သွင်းနေတာ record နော်ဆိုတော့ဒါက verb နေနဲ့သုံးတာ noun ဆိုရင် record verb ဆိုရင် record နော်အတန်တော့က2မျိုးဖြစ်တယ်ကိုသုံးတဲ့ဘက်ကိုမူတည်ပြီးတော့အတန်ဘက်ကိုမှန်ကန်အောင်ထွက်တတ်ဖို့လိုအပ်တာဖြစ်တယ်Okay ဆိုတော့မိတ်ဆွေတွေနဲ့အခုလိုမျိုးအတန်တော်ပိုင်းဆန်ရာတွေကိုလေ့လာကြည့်နေတိုးတက်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ pronunciation mastery online course ကို join လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်အတန်တော်ပိုင်းဆန်ရာတွေကိုကျွန်တော်အခြေခံကနေစတင်ပြီးတော့ video 22ပုံနဲ့ကျွန်တော်တေချာလေးရှင်းပြပေးထားတာဖြစ်တယ်နော်ဒီ course ကို join ခြင်းအဖြစ်မိတ်ဆွေရဲ့အတန်တော်ပိုင်းဆန်ရာကိုအခြေခံကနေစတင်ပြီးတော့အများကြီး step by step တိုးတက်အောင်လေ့ကျင့်လို့ရတာဖြစ်တယ်